မင်းသမီးနှင့်တီတိုးတစ်ပင်တာမန်ခရီးသည်မှလှမ်းဝင်ခြင်းမရှိသောထူးဆန်းသောတစ်တော်၏နှလုံးသားထဲတွင်နက်ရှိုင်းသောတစ်ပင်တစ်ပင်သည်အခြားသူများနှင့်မတူဘဲရက်နေ၏လင်း၏အခောက်သည်လာရောင်အောက်တွင်ငွေရောင်ကဲ့သို့တောက်ပနေပြီးဤ၏အရွက်များသည်ကြောက်စရာကောင်းသောအပြာရောင်အသွေးဖြင့်တောက်ပနေသည်ဒဏ္ဍာရီပုံမြင်များသည်နားထောင်ဝင်သူအားတစ်ပင်၏လျှို့ဝှက်ချက်များကိုတီတိုပြောကြသည်တနေ့တွင်စူးစမ်းလိုစိတ်ရှိပြီးရဲရင်သောမင်းသမီးအေလာယာသည်စွန့်စားရှာဖွေရန်သူမ၏ရဲတိုက်မှထွက်ခွာသွားခဲ့သည်တားမြစ်ထားတဲ့တောအုပ်ထဲကိုနွားဖြူစီးပြီးသူမရဲ့ရွှေရောင်စပင်တွေစီးဆင်းနေပါတယ်သူမသည်တိတ်တိတ်လေးတစ်ပင်ပုံမြင်များကိုကြားခဲ့ရပြီးအင်းကိုသူမ၏မျက်လုံးဖြင့်မြင်ကျင်သည်နာရီပေါင်းများစွာရှာဖွေပြီးနောက်တွင်ခုတ်ထွင်ရှင်းလင်းသောနေရာတွင်မြင်မားစွာရက်နေပြီးရင်း၏အမြင့်များသည်ရှေးအုပ်ထင်းသူ၏လက်ချောင်းများကဲ့သို့လိန်နေသည်ကိုတွေ့ရှိခဲ့သည်သူမနီးကပ်လာသည်နှင့်အမျှလေထဲတွင်တိုးညင်းသောအတန်ကမင်းသမီးအေလာရာနှင့်ပါလို့လာတာလေလမ်းဖြတ်သွားပြီးပက်လေကိုလှမ်းကြည့်တော်လဲဘသူမှမတွေ့ဘသူပြောလဲအေးဆက်ကြောရိုးအောက်သို့ပြေးဆင်းသွားတော်လဲသူမ၏အတန်ကတည်ငြိမ်နေ၍မေးသည်ငါကတစ်ပင်ပဲလို့အတန်တိုးလေးရွတ်တယ်ငါမင်းကိုစောင့်နေတာအေလာယာ၏နှလုံးခုန်တန်းဘာလို့ငါကိုတင်သည်ကြိမ်ချင်းကိုချိုးဖျက်နိုင်သောသူဖြစ်သောကြောင့်ဟုတစ်ပင်ကပြန်ဖြေသည်မင်းသမီးကမျက်မှောင်ကျုပ်လိုက်သည်ကျိန်စာတစ်ပင်ကတက်ပြင်းချလိုက်ပြီးအရွက်တွေကြွေကျသွားတယ်။ဟိုးအရင်တုန်းကငါဒီမှာထာဝရရဲ့တီဖို့မနာလိုတဲ့နတ်ဆိုးရဲ့ကျိန်စာတိုက်ခဲ့တဲ့မင်းသားတစ်ပါးဖြစ်ခဲ့တယ်။မော်ပညာကိုယုံကြည်တဲ့ဖြူစင်တဲ့မင်းသမီးလေးရဲ့ထိတွေ့မှုကသာငါ့ကိုလွတ်မြောက်စေနိုင်ပါတယ်။အေလာရာတုံဆိုင်သွားသည်ဒါအမှန်လားဒါမှမဟုတ်တခြားဒဏ္ဍာရီတစ်ခုလားသို့သောသူမသည်တစ်ပင်ကိုငေးကြည့်ရင်းဝမ်းနည်းပူဆွေးမှုနှင့်အထီးကျန်ဆန်မှုအပြည့်သူညခံစားလိုက်ရသည်သူမသည်ရှေ့သို့လှမ်းတက်ကာအခေါက်နှင့်ဆန့်ကျင်ဘက်လက်ဖွားကိုတင်လိုက်သည်ရုတ်တရက်လေပြင်းတိုက်သောကြောင့်သူမပတ်လဲကိုလှည့်ပတ်သွားပြီးတစ်ပင်သည်အိုတောက်ပလာသည်သူမ၏မျက်လုံးများရှေ့တွင်ငွေအခောက်သည်အကွဲသွားပြီးအတွင်းမှပုံသဏ္ဍာန်တစ်ခုကိုထုတ်ဖော်လိုက်သည်နောက်ဆုံးတောက်ပမှုနှင့်အတူတစ်ပင်သည်ပျောက်ကွယ်သွားကာထိုနေရာ၌အရက်ရှိရှိချောမောလှပသောမင်းသားတစ်ပါးသည်တောနက်ကြီးကဲ့သို့မျက်လုံးများဖြင့်မတည့်ရက်နေ၏မင်းငါကိုလွတ်ပြီးလို့ဥညွတ်ပြီးပြောလိုက်တယ်ငါကမင်းသားအာတစ်ပါမင်းအသက်ကိုငါပေးမယ်အေလာယာကပြုံးပြီးသူနှင့်ထူးဆန်းတဲ့ဆက်ဆက်မှုကိုခံစားရတယ်ကံကြမ္မာကငါကိုဒီကိုခေါ်လာခဲ့တာဖြစ်နိုင်တယ်ထိုနေ့မှစ၍နှစ်ယောက်သားမခွဲမခွာဖြစ်ခဲ့ကြသည်အာဒီအီဇလန်သည်ဒဏာရီဖြစ်လာသည့်အေလာယာ၏နိုင်ငံတော်သို့အတူတကွပြန်လာခဲ့ကြသည်တိတ်ဆိတ်သောညများတွင်တစ်ပင်များမှတဆင့်တိုးလေးတိုက်သောလေသည်ယင်းတို့၏ရေမောခြင်းကိုတည်ဆောင်လာဆဲဖြစ်သည်အထူးဆန်းဆုံးဒဏာရီများသည်အမှန်တရား၏မိတောက်ကိုဆွဲကင်ထားသည်ဟုအချို့ကပြောကြသည်